ကိုင်းတိုင်းပလဲမြို့နယ်တွေမှာဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BNRA ကိုအလိုမရှိတဲ့အကြောင်းဇန်နဝါရီလ22ရက်နေ့ညနေ4နာရီဝန်းကျင်မှာဒေသခံအချို့ကဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။ဒေသခံတယောက်ကပလဲဒေသခံတွေကပုံနကားရဲ့ BNRA ကိုအလိုမရှိဘူး NUG ကိုထောက်ခံတယ်ဆိုပြီးလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာပါလို့ပြောပါတယ်။ဆန္ဒပြပွဲအတွင်းပါဝင်ခဲ့ကြတဲ့သူတွေဟာ BNRA အလိုမရှိ NUG ဖြိုခွဲမဲ့အကြံဒိုးလက်မခံ NUG တာလင်ဒို့အစိုးရ PDF တာလင်ဒို့တက်မတော်ပါစာသားတွေပါတဲ့စာရွက်တွေကင်ဆောင်ပြီးအော်ဟစ်ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။ဆန္ဒပြပွဲကိုရောက်ရှိခဲ့သူတယောက်ကလူလူကြားမှာတော့ကွဲလဲမှုတွေရှိတာပေါ့နော်ကျွန်တော်တို့သိရတဲ့လောက်တော့ပလဲနယ်ပကဖတွေကအဲ့ဒီဆန္ဒပြပွဲကိုဇွဲအတင်းစီစဉ်ပြီးတော့ပြည်သူတွေကိုအဲ့ဒီဆန္ဒပြပွဲမလိုက်ရင်ဒဏ်ငွေပေးရမယ်ဆိုပြီးဖိအားပေးပြီးခေါ်လာတယ်တချို့ပြည်သူတွေနဲ့စာတင်ကျောင်းတွေကကျောင်းသားတွေကိုလည်းဘာမှကြိုမပြောမထားပဲပကဖနဲ့ပအဖအဖွဲ့ဝင်တွေကဇွတ်ခေါ်လာပြီးတော့လူစုတဲ့နေရာရောက်မှအတင်းပါလာတဲ့ပုံးတွေကစာရွက်တွေထုတ်ပေးပြီးဆန္ဒပြခိုင်းတာရောက်လာကြတဲ့တချို့ပြည်သူတွေကလည်း BNRA ကိုအလိုမရှိတဲ့ဆန္ဒပြပွဲဆိုတာသိပြီးတော့ဆန္ဒမပြပဲလှည့်ပြန်ကြတဲ့သူတွေလည်းရှိတယ်ကြံနေခဲ့ပြီးဆန္ဒပြကြတဲ့အင်အားကတော့တိကျမသိဘူးပြလို့ပြောဆိုထားတာလည်းတွေ့ရပါတယ်ဆန္ဒထုတ်ဝယ်ပဲနဲ့ပတ်သက်ပြီးပလဲမျိုးပအဖနဲ့ပကဖတွေဘက်ကသတင်းတစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပဲ BNRA ကတော့မနေ့ကကျွန်တော်တို့တပ်ဖွဲ့ဝင်များအားဆန္ဒပြရန်ဒေသခံပြည်သူများအားအာဏာဖြင့်ဖိအားပေးနေကြောင်းသတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်းအချက်အလက်ကိုမှန်ကန်မှုကိုအတည်ပြုဖို့အတွက်မြေပြင်သို့တာဝန်ခံတအုပ်စီလူ၍စုံစမ်းစစ်ဆေးခဲ့ကြောင်းကိုမှတ်တမ်းတင်ရန်မျှဝေပါတယ်လို့သူတို့ရဲ့ Facebook စာမျက်နှာကနေဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီ9ရက်မှာပလဲမြို့နယ်တွေကဘုံနဂါဥဆောင်တဲ့ BNRA စစ်စေးဂိမ်းတစ်ခုကို NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတရင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြသလိုဇန်နဝါရီ18ရက်နေ့မှာလည်းပလဲမြို့နယ်တွေက NUG အကောက်ခွန်ဂိတ်တစ်ခုကို BNRA ဘက်ကဝင်ရောက်စီးနင်းခဲ့ပါသေးတယ်